အားလုံးပဲမင်္ဂလာပါအခုမှဒီ channel ကိုအတက်ရောက်လာတာဆိုရင်တော့ကျွန်မကနှင်းနှင်းယူဖြစ်ပါတယ်ဒီ channel ကနေပြီးတော့ဂျပန်နိုင်ငံမှာလှုပ်လှုပ်ချင်သူတွေဂျပန်စာစိတ်ဝင်စားသူတွေအတွက်ဘုဒ္ဓရစရာအကြောင်းအရာတွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်ဒီနေ့မှာပြပြချင်တာကတော့ဂျပန်နဲ့ပတ်သက်တဲ့ပေါ့နော်အလုပ်အကင်လျှောက်တဲ့အခါမှာမရှိမဖြစ်လိုအပ်တဲ့ delay kisho CV form ရေးပုံရေးနည်းကိုပြပြချင်ပါတယ်CV form ကိုဂျပန်လို delay kisho လို့ခေါ်ပါတယ်ဘယ်လိုအချက်တွေကိုဂရုပြုပြီးတော့ delay kisho ကိုပြုစုမလဲဆိုတာကိုဒီနေ့ကြည့်သွားကြရအောင်ပါအခုဒီဗီဒီယိုမှာကျွန်မသုံးမယ် delay kisho ကိုအသုံးပြုချင်တယ်ဆိုရင်ပေါ့နော် download လုပ်ချင်တယ်ဆိုရင်အခုဒီဗီဒီယိုရဲ့အောက်က description ဆိုတဲ့နေရာမှာ download လုပ်ရတဲ့ link ကိုထည့်ထားပေးပါတယ်အခုဒီမှာတွေ့နေရတာကတော့အလုပ်လျှောက်တဲ့အခါမှာအသုံးပြုလို့ရှိတဲ့ရေဘူးရပေါ့နော် delay kisho ဖြစ်ပါတယ်တိုကူတေကီနိုအလုပ်ကိုင်နဲ့ work visa အလုပ်ကိုင်တွေအတွက်အခုပြထားတဲ့ delay kisho ကိုအသုံးပြုလို့ရပါတယ် delay kisho ဆိုတာကအလုပ်လျှောက်တဲ့အခါပေါ့နော်ကုမ္ပဏီနဲ့ကိုယ်နဲ့ပထမဦးဆုံးထိတွေ့ရတဲ့ကဏ္ဍတစ်ခုဖြစ်တယ်ဒီ delay kisho ကိုကြည့်ပြီးတော့မှနောက်အဆင့် interview ဆိုတာရှိလာတာဖြစ်တယ်လာစာကောင်းတဲ့အလုပ်တို့အရင်လူကြိုက်များတဲ့အလုပ်တွေဆိုရင်လျှောက်တဲ့သူအများကြီးရှိတာပေါ့နော်ဒီလိုမျိုးလျှောက်တဲ့သူအများကြီးရှိရင်ဒီလူတွေအကုန်လုံးကို interview နေရင်အချိန်ပြီးမှမဟုတ်တော့ဘူးဒီအတွက်ကြောင့်မလို့တချို့ကုမ္ပဏီတွေကလျှောက်တဲ့သူအရင်များတယ်ဆိုရင်ဒီတင်ထားတဲ့ delay kisho တွေကိုကြည့်ပြီးတော့လူကိုစစ်ချတတ်တယ်ဒီလုပ်ကိုအလေးထားတယ်ဆိုရင် delay kisho ပြုစုစဉ်အခါကတည်းကတိတိကျကျနဲ့တည်တည်တတ်ပေါ့နော်ပြုစုစီခြင်းပါတယ်ဆိုတော့အခုကျမတို့ဒီမှာတွေ့နေရတဲ့ delay kisho မှာအပေါ်ဆုံးမှာကကြတော့နှိမ့်ဆွဲကျမတို့ဒီ CV form ကိုတင်တဲ့နေပေါ့နော်နှိမ့်ဆွဲကိုရေးရပါမယ်နော်ဒီလိုနှိမ့်ဆွဲရေးတဲ့အခါမှာဒီဂျပန်နိုင်ငံမှာအလုပ်လျှောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန်ခုနှစ်တက်ကတည်းပေါ့နော်ဂျပန်ခုနှစ်တက်ကတည်းဆိုအခုဆိုရင်၄ဝလို့ခေါ်တယ်ဟိုရင်တော့ဆိုရင်ဘာလို့ရှိကြလဲဆိုရှောဝါတို့ဟေးဆေးတို့အခုက၄ဝပေါ့နော်ဆိုတော့၄ဝခုနှစ်နဲ့ရေးလဲပဲရတယ်တော့မဟုတ်ဆေးလေးကီလို့ခေါ်တယ်နော်အခုကျမတို့ပုံမှန် international သုံးတဲ့ဒီအခုဆိုရင်2026ခုနှစ်ပေါ့နော်2026ခုနှစ်ကကျတော့ဆေးလေးကီလို့ခေါ်ပါတယ်ဆေးလေးကီနဲ့ရေးလဲရတယ်ဂျပန်ခုနှစ်တက်ကတည်းဖြစ်တဲ့၄ဝနဲ့ရေးလဲရတယ်နော်ဒီမှာလေးကျမတခုထည့်ပြီးတော့မှာကျင်တာကတတိပြုစီရကဒီ delay kisho မှာရှိတဲ့ဒီနှိမ့်ဆွဲတွေအကုန်လုံးပေါ့နော်နှိမ့်ဆွဲတွေအကုန်လုံး date တွေအကုန်လုံးကိုဒီအင်္ဂလိပ်လိုခုနှစ်နဲ့ရေးပါ2026အခုကျမတို့2026လို့ရေးခဲ့လိုက်ရင်နောက်မှာဘာတွေလာမလဲဆိုရင်မွေးနေ့တို့နောက်ပြီးတော့ကြောင်းတက်တဲ့ခုနှစ်တို့နောက်တက္ကသိုလ်တက်တဲ့ခုနှစ်တို့ဒါတွေလာလိမ့်မယ်နော်အဲ့ဒါတွေအကုန်လုံးကိုအင်္ဂလိပ်လိုပေါ့နော်ဆေးလိကီနဲ့ပဲရေးပါမယ်အကယ်လို့ကိုကဂျပန်ခုနှစ်ပေါ့နော်၄ဝဆိုပြီးတော့ဒီပေါ်မှာdate ကိုတက်လိုက်တယ်ဆိုရင်အောက်ကဒီစာရွက်ပေါ်မှာရှိတဲ့ဟာတွေအကုန်လုံးကိုလည်းပဲဂျပန်ခုနှစ်တက္ကသိုလ်နဲ့ရေးပေးပါနော်ဟဲဆေးတော်လကောင်ရှောဝါတော်လကောင်ဒါတွေနဲ့အကုန်ရေးပေးရပါတယ်အကုန်လုံးကဒီ format ပေါ့နော်တစ်ခုတည်းဖြစ်နေဖို့လိုအပ်ပါတယ်အဲ့ဒီဥစ္စာကယူဆိုင်ပါနောက်နှိမ့်ဆွဲရဲ့ဘေးမှာဓာတ်ပုံရှိတယ်နော်ဓာတ်ပုံကိုလေဖြစ်ကလတ်ဆန်အရင်လုပ်ကြပါတယ်နော်ဓာတ်ပုံကဘာပဲပြောဒီပေါ်မှာရေးထားတဲ့အကြောင်းအရာကဘလောက်ပဲပြည့်စုံနေဓာတ်ပုံကဖြစ်ကလတ်ဆန်တင်ထားရင်လေအလုပ်ပေါ်မှာစိတ်ဝင်စားမှုမရှိဘူးဆိုတဲ့ကုမ္ပဏီဘက်ကထင်မြင်တတ်ပါတယ်ဒါကြောင့်မလို့ဓာတ်ပုံကိုလေတေချာလေးလုပ်ကြရအောင်ပါဆိုတော့ဓာတ်ပုံကိုကတ်တော့မယ်ဆိုရင် delay kisho ပေါ်မှာသတ်မှတ်ထားတဲ့သူ့ရဲ့ site ရှိပါတယ်ဥပမာ3 cm 4 cm တော့လကောင်းပေါ့နော် delay kisho ပေါ်မှာကတ်တဲ့ဒီဓာတ်ပုံ site ဆိုတာရှိတဲ့အတွက်ကြောင့်မလို့အဲ့ဒီ site အတိုင်းရိုက်ပြီးတော့ဓာတ်ပုံကိုကတ်ပေးပါဂျပန်မှာနေတဲ့သူတွေဆိုရင်ဓာတ်ပုံရိုက်တယ်ပေါ့နော်ဒီ set တွေလေးရှိပါတယ်ဘူတာတွေမှာနောက်တစ်ခုကကြတော့ဒီ big camera တို့ဘာလို့ပေါ့နော်လျှက်စစ်ပစ္စည်းရောင်းချတဲ့ site တွေမှာဓာတ်ပုံရိုက်တဲ့ auto ပေါ့နော်ဓာတ်ပုံရိုက်တဲ့ set တွေရှိပါတယ်အဲ့ဒီတွေမှာလည်းရိုက်လို့ရပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ့်ဘာသာကိုပေါ့နော် handphone နဲ့ smartphone နဲ့ရိုက်မယ်ဆိုရင်လည်းရိုက်လို့ရပါတယ် smartphone နဲ့ရိုက်ပြီးတော့ဒီ 7-Eleven လို့ကိုမီနီတွေမှာdelay kisho အတွက်ဓာတ်ပုံကိုထုတ်လို့ရပါတယ်ဆိုတော့ဓာတ်ပုံရိုက်ရင်နံပါတ်1ချက်ကဓာတ်ပုံကထင်ထင်ရှားရှားနဲ့ပြက်ပြက်သားသားပုံဖြစ်ရပါမယ်ဝေဝါးနေတဲ့ပုံမဖြစ်ရပါဘူးเนาะဝေဝါးနေတော့လည်းပဲကြည့်လို့ရတာပဲဆိုတာမျိုးမလုပ်ပါနဲ့เนาะဒီအလုပ်ပေါ်မှာအရင်ကအလေးထားပါတယ်ဆိုတာကိုကိုဆောင်ရွက်တဲ့ကိစ္စပေါ့နော်တစ်ခုချင်းနဲ့ဖော်ပြရတာဖြစ်တဲ့အတွက်ကြောင့်မလို့ထင်ထင်ရှားရှားပြက်ပြက်သားသားရိုက်ကြပါဆိုတော့ဓာတ်ပုံရိုက်ရင်ဒီ delay kisho အတွက်သုံးတဲ့ဓာတ်ပုံကဒီရင်ဘက်အပေါ်ပိုင်းကိုပဲရိုက်လေရှိတယ်နောက်တစ်ခုကကြတော့အုတ်ထုပ်ဆောင်ထားတာတို့max stack ထားတာတော့မဖြစ်ရဘူးပေါ့နော်စပင်ကဘူဒီပတ်တီမဖြစ်နေရဘူးပေါ့နော်နေရွက်ပေါ်အောင်ထားပြီးရိုက်ရတာတော့ဒါမျိုးတွေသိပါလိမ့်မယ်နော်ပုံမှန်နေမျက်မှန်တက်နေကြသူကမျက်မှန်တက်ပြီးတော့ရိုက်လို့ရပါတယ်အကယ်လို့ကိုကဥမာအလုပ်ထဲမှာမျက်မှန်မတက်ဘူးဆိုရင်တော့မျက်မှန်တက်ပြီးတော့မရိုက်လည်းပဲရပါတယ်အဲ့လိုမျိုးဓာတ်ပုံရိုက်လာပြီးဒီ form ပေါ်မှာကတ်တော်မယ်ဆိုရင်လည်းပဲသူသေးချာချာ connect ကပ်ပါနော်
တိတ်တွေပါနေနဲ့ကတ်တာမျိုးကအရင်ရုပ်ဆိုးပါတယ်နော်အခုခေတ်မှာတော့လေဒီလက်ကိရှောဆိုပြီးတော့ paper ပေါ့နော်စာရွက်နဲ့တင်ရတယ်ဆိုတာကအရင်ရှားသွားပါပြီ digital kit ဖြစ်လာတဲ့အတွက်ကြောင့်မလို့ email နဲ့ပို့တာတော့လည်းကောင်းဒီ soft copy ပေါ့နော် PDF နဲ့လုပ်ပြီးတော့ပို့တာတော့လည်းကောင်းဒါမျိုးတွေကများပါတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အခါမှာလည်းပဲဓာတ်ပုံကိုသူ့ညနေသူပေါ့နော်သူ့ဒီစစကတ်ပြီးတော့ပို့စီခြင်းပါတယ်နောက်တစ်ခုကကြတော့ဓာတ်ပုံရိုက်တဲ့အခါမှာအဝတ်အစားပေါ့နော်ယောက်ျားလေးဆိုရင်တော့ suits ပေါ့နော်အနောက်တိုင်းဝတ်စုံနောက်တိုင်းဝတ်စုံနဲ့အထက်ကရှက်အဖြူပေါ့ neck tie တော့ဘာလို့စီးမယ်ဆိုရင်လည်းပဲအဲ့ neck tie ကအရန်ကိုဘယ်လိုခေါ်မလဲအယောင်ကအရန်ကြောင်ကြောင်ကြားကြား neck tie မဟုတ်တဲ့ငိမ့်နဲ့အယောင်ပေါ့နော်အဲ့ဒီဥစ္စာမျိုးနဲ့တပ်ပုံရိုက်လို့ရပါတယ် suits ပေါ့နော်အပေါ်ကနေပြီးတော့ဝတ်ထားတဲ့အနောက်တိုင်းဝတ်စုံကအမဲတော်လကောင်နောက်တစ်ခုကကျတော့ neck ပြတော်လကောင် gray ပေါ့နော်မိခိုးရောင်တော်လကောင်ဒါမျိုးတွေသုံးလို့ရပါတယ်မိကလေးတွေဆိုရင်လည်းပဲအပေါ်ပိုင်းကဒီ blouse အင်ကြီးပေါ့နော်ဒီမှာမိကလေးတွေအထူးသတိပြုရမှာကလက်ပြက်အင်ကြီးမဖြစ်အောင်ဘလောက်ပဲရာသီဥတုပူစီအိုက်ပါစီပေါ့နော်လက်ပြက်အင်ကြီးနဲ့အလုပ်လျှောက်တယ်ဆိုတာကြီးကတိတ်ပြီးတော့မသိတော့ပါဘူးနောက်တစ်ခုကကြတော့သတိပြုရမှာက accessory တွေအများကြီးဝတ်ဆင်ပြီးတော့ဓာတ်ပုံရိုက်တာနောက်ဘယ်လိုပြောရင်ကောင်းမလဲဇာတွေပေါ့နော်ဇာတွေအများကြီးပါတဲ့အင်ကြီးအဝတ်အစားနောက်တစ်ခုကအရန်အတွင်းအထိမြင်ရတဲ့အရန်ပါးလွှာတဲ့အင်ကြီးတွေဒါမျိုးတွေကိုဝစ်ပြီးတော့ဓာတ်ပုံရိုက်တာကိုရှောင်ချင်ပါတီရှပ်ကိုမှဘယ်လိုပြောရင်ကောင်းမလဲရင်ဘတ်မှာအယုတ်တွေအများကြီးပါတာတော့ခေါ်မလားလေကတုံးကအရန်ကိုပဲညစ်ပေပြီးတော့ဘယ်လိုခေါ်မလဲပုံမကြတော့ဘူးပေါ့နော်အခါခောက်လျှော်ထားတဲ့အတွက်ကြောင့်မလို့တွန့်လိမ့်နေတဲ့ဒီမတက်မရဲ့ပုံစံမျိုးနဲ့ဓာတ်ပုံရိုက်တာကိုရှောင်ချင်ပါနော်အဲ့ဒါဆိုရင်ကျမတို့ဒီလီလက်ကိရှော်မှာရေးရမယ့်အကြောင်းအရာတွေကိုကြည့်သွားကြရအောင်ပါအပေါ်ဆုံးမှာနာမည်ရှိတယ်နော်ရှီမင်းနာမည်ကိုရေးရပါမယ်အဲ့ဒီနာမည်မှာဂျပန်နိုင်ငံမှာအခုလက်ရှိရောက်ပြီးတော့နေထိုင်တဲ့သူတွေအလုပ်လုပ်နေတဲ့သူတွေကြောင်းတက်နေတဲ့သူတွေကအလုပ်လျှောက်တော့မယ်ဆိုရင် Zaidu Cut ဆိုတာရှိပါတယ်အဲ့ Zaidu Cut ထဲမှာရှိတဲ့နာမည်အတိုင်းတိတိကျကျမှန်မှန်ကန်ကန်ရေးပါနော်အပေါ်မှာ Furigana ဆိုတာရေးထားတယ် Furigana ဆိုတာကိုယ့်ရဲ့နာမည်ကိုခတခဏဖတ်ပုံဖတ်နည်းပေါ့နော်အဲ့ဒီဥစ္စာကိုအပေါ်မှာရေးရပါတယ်အောက်မှာကကြတော့မွေးနေ့ကိုရေးရပါတယ်ဒီမှာမွေးနေ့ရေးတဲ့အခါမှာခုနကကျွန်မပြောလို့ပဲဆေးလေးကိပေါ့နော်ခုနှစ်တက်ကတိကိုသုံးမယ်ဆိုရင်အပေါ်က date မှာခုနှစ်တက်ကတိသုံးခဲ့တယ်ဆိုရင်ဒီမှာလည်းပဲခုနှစ်တက်ကတိနဲ့ရေးပါနော်ဆိုတော့ကျွန်မတို့ဒီလီလက်ကိရှော်ကိုဥပမာအနေနဲ့နာမည်ပေးရအောင်เนาะဒီလီလက်ကိရှော်ကအခုစန်တာဝင်းကခေစားနေတာကြောင့်မလို့ဇက်လိုက်ပေါ့เนาะဇက်လိုက်ကိုစန်တာဝင်းဆိုပြီးကျွန်မဒီမှာနာမည်ပေးချင်ပါတယ်ကဲဆိုရင်စန်တာဝင်းဆိုတဲ့နာမည်ရေးပြီးသွားပြီဆိုရင်အောက်မှာသူ့ရဲ့မွေးနေ့ပေါ့เนาะမွေးနေ့ရေးကြအောင်ပါဒီမှာကျွန်မစန်တာဝင်းရဲ့မွေးနေ့ကို2000မှာ3ခုနှစ်8လပိုင်း1ရက်နေ့ဆိုပြီးတော့သတ်မှတ်ပါမယ်ဒီအတွက်ကြောင့်မလို့ဘေးနားမှာအသက်ရေးရပါမယ်เนาะအသက်က24နှစ်3ခုနှစ်8လပိုင်း1ရက်နေ့မွေးတဲ့သူဖြစ်တဲ့ဆိုရင်အသက်24နှစ်ဖြစ်ပါတယ်သူ့ရဲ့ညာဘက်အကွက်မှာဆေးဘစ်စုဆိုတာကဂျာမဆိုတဲ့ဒီဂျန်ဒါပေါ့နော်ဒါကိုရေးရပါမယ်အမျိုးသမီးဖြစ်တဲ့ကြောင့်မလို့ဒီမှာဂျိုဆေးဆိုပြီးတော့ရေးထားပါတယ်နော်သူ့ရဲ့အောက်ကအကွက်မှာလိပ်စာလာပါတယ်ဂျပန်နိုင်ငံမှာနေတဲ့သူတွေကလိပ်စာကိုရေးတော့မယ်ဆိုရင်စာတိုက်သင်္ကေတပေါ့နော်စာတိုက်သင်္ကေတမှာစပြီးတော့ရေးရပါမယ်အခုဒီမှာကျွန်မစာတိုက်သင်္ကေတထည့်ထားပါတယ်လိပ်စာကတော့ဒီစာလိုက်တင်နေတာဆိုရင်လိပ်စာအပြည့်စုံကတိုကျိုဆိုတိုကျိုမြို့မှာနေတယ်ဆိုတဲ့အဓိပ္ပာယ်ပါเนาะဒီအရှိဟာတွေကတော့ကိစ္စမရှိပါဘူးလိပ်စာရေးတဲ့အခါမှာအထူးသတိပြုတင်တာကလိပ်စာရဲ့နောက်မှာဘယ်နဲ့ရက်ကွက်ဘယ်နဲ့အမှတ်ဘလောက်ပေါ့เนาะဒီဥစ္စာတွေကနောက်ဆုံးမှလာတတ်တယ်အဲ့လိုမျိုးနောက်ဆုံးမှလာတဲ့အခါမှာဖြစ်ကလဆန်ပေါ့เนาะဥပမာကျွန်မဒီမှာရေးထားတာကဆန်ချိုမင်းနိဗန်လောကုဆိုတဲ့ဘယ်လိုပြောရင်ကောင်းလဲ3ရက်ကွက်လို့ခေါ်မလားเนาะ3ရက်ကွက်အမှတ်2ရဲ့6ပေါ့เนาะဆိုရင်ဒီလိုမျိုးဟာကိုလေတချို့တွေကအတူချုပ်ပြီးတော့3ရယ်2ရယ်6ရယ်ဆိုပြီးတော့ရေးကြတဲ့သူရှိတယ်ဆိုတော့အဲ့ဒီဥစ္စာလည်းရှောင်စေချင်ပါတယ်ကိုယ့်ရဲ့လိပ်စာကိုအပြည့်အစုံပေါ့နော်ရေးစေချင်ပါတယ်ဒီလိုမျိုးကိုယ့်ရဲ့လိပ်စာအပြည့်အစုံမှန်မှန်ကန်ကန်ဘယ်လိုရေးမလဲဆိုတာကကြတော့ကိုယ့်ရဲ့ဂျပန်နိုင်ငံမှာနေထိုင်တဲ့သူတွေကကိုယ့်ရဲ့ Zaidu Cut ရှိမယ် Zaidu Cut ကိုကြည့်လိုက်ပါ Zaidu Cut ထဲမှာရေးထားတဲ့လိပ်စာကအဲ့ဒါအမှန်ကန်ဆုံးပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ရက်ွက်ရုံကနေပြီးရေးပေးလိုက်တဲ့လိပ်စာဖြစ်တဲ့ကြောင့်မလို့အဲ့ဒီလိပ်စာမှာရေးထားတဲ့အတိုင်းဥပမာစမ်းချုံမဲဆိုရင်စမ်းချုံမဲပေါ့နော်နောက်ကဥပမာနှစ်ရေသူကဒီ dash ကလေးပေါ့နော်ခံပြီးတော့လောကုလို့ရေးထားပေးတယ်ဆိုရင်လည်းပဲအဲ့ဒီအတိုင်းရေးလို့ရပါတယ် Zaidu Cut ထဲကအတိုင်းဒီမှာရေးကြရအောင်ပါနောက်ဖုန်းနံပါတ်ကိုလည်းပဲမဖြစ်မနေထည့်ပေးပါပြည်တွင်းမှာအလုပ်လျှောက်တဲ့ agent မခံမနဲ့ကိုယ့်ဘာသာကိုအလုပ်လျှောက်မယ်ဆိုရင်တိုက်ရိုက်ကုမ္ပဏီကနေဆက်သွယ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဖုန်းနံပါတ်ကိုဒီမှာထည့်ပေးပါဖုန်းနံပါတ်ရေးတဲ့အခါမှာဂျပန်နိုင်ငံမှာများသောအားဖြင့်ကအခုဟိုပေါ့ဟန်ဖုန်းတွေသုံးကြတာများတယ်နော်ဟန်ဖုန်းတွေသုံးကြတာဟန်ဖုန်းနံပါတ်ကိုရေးတဲ့အခါမှာမြန်မာနိုင်ငံနဲ့ကဖုန်းနံပါတ်ရဲ့
ပိုင်းခြားပုံပိုင်းခြားခြင်းမတူပါဘူးဂျပန်နိုင်ငံကကြတော့အလုံးပေါင်းဖုန်းနံပါတ်က17လုံးရှိတယ်17လုံးရှိတဲ့အထက်မှာမှအရှိမ3လုံးရေးတတ်တယ်သူ့ရဲ့နောက်မှာကြံတဲ့ဒီ10လုံးကိုနှစ်ခုပေါ့နော်ခွဲပြီးတော့ရေးလေးရှိတယ်အဲ့ဒီဟန်ဖုန်းရဲ့ခွဲပြီးတော့ရေးတဲ့ပုံစံလဲတိတ်တော့ဘယ်လိုခေါ်မလဲအရေးတော့လည်းမကြီးပါဘူးမှားပြီးရေးလဲပဲဒီဥစ္စာကဖုန်းဆက်လို့မရဘူးလားဆိုတော့ဆက်လို့မရတာတော့မဟုတ်ပါဘူးတော်တော်လေးပဲဂျပန်ရဲ့ဒီဘယ်လိုပြောရင်ကောင်းမလဲရေးလေးရှိတဲ့ပုံစံပေါ့နော်အဲ့ဒီပုံစံလေးကိုမှတ်ထားပြီးတော့3လုံးရဲ့နောက်4လုံးဆိုပြီးတော့ဖြတ်လေးရှိတဲ့တကြောင်မလို့အဲ့အတိုင်းလေးမှန်မှန်ကန်ကန်ရေးစေချင်ပါတယ်အဲ့ဒါဆိုကျမတို့နောက်တစ်ခွက်ကကြတော့ဂါကုလက်ကီရှုကုလက်ကီပေါ့နော်အတန်းပညာနဲ့အလုပ်တွေ့ကြုံပေါ့နော်ရေးပုံရင်းကြီးကိုကြည့်တော့ကြရအောင်ပါဂါကုလက်ကီနဲ့ရှုကုလက်ကီကတကွက်သေးပေါ့နော်အကွက်ကြီးတကွက်သေးဖြစ်နေတဲ့ကြောင်မလို့ကိုကဂါကုလက်ကီကိုရေးတော့မယ်ဆိုရင်အပေါ်ဆုံးမှာဂါကုလက်ကီဆိုပြီးတော့ခေါင်းစဉ်ထပ်ပြီးတော့တက်ပေးပါဒီမှာကျမအထင်တော်လေးဆန္ဒဝင်းက2000မှာ3ခုနှစ်မွေးတယ်ဆိုရင်အထက်တန်းကျောင်းပေါ့နော်အထက်တန်းကျောင်းဆိုတာက9တန်း10တန်းကိုပြောတာဖြစ်တယ်အခုမြန်မာနိုင်ငံရဲ့ဒီပညာရေးစနစ်တွေကျမသိပြီးတော့မရင်းနှီးတော့ဘူးမသိတော့တဲ့အတွက်ကြောင့်မလို့ကျမပြောတဲ့ခုနှစ်တည်းနဲ့အနေငယ်ကွဲလဲကောင်းလဲကွဲလဲပါလိမ့်မယ်တိုးတော်လေးပဲဒီမှာကျမကမှတ်ထားစီချင်တာကအထက်တန်းပညာရေးထက်တန်းပညာရေးကိုမဖြစ်မနေရေးပါကျမတို့အတန်းပညာတွေကမူလာတန်းနေစပြီးတက်ကြရတယ်မူလာတန်းအလယ်တန်းအထက်တန်းဆိုပြီး3ခုရှိတယ်ဒီမှာမူလာတန်းကစပြီးတော့ရေးစရာမလိုပါဘူးမူလာတန်းကစရင်အများကြီးတွေဖြစ်ကုန်လိမ့်မယ်ဆိုတော့အဓိကအရေးကြီးတာကအထက်တန်းပညာရေးနောက်တက္ကသိုလ်ပညာရေးကိုရေးရင်လုံလောက်ပါတယ်ဆိုတော့9တန်းကိုစပြီးတော့တက်တာက2018ခုနှစ်6လပိုင်းပေါ့နော်မြန်မာနိုင်ငံမှာကျောင်းနေစာဖွင့်တာ6လပိုင်းဆိုတော့လေ6လပိုင်းမှာတက်တယ်ထားလိုက်ပါတော့ဒီမှာကြောင်မြောင်းပေါ့နော်ကြောင်မြောင်းအထက်တန်းကျောင်းဖြစ်တဲ့ကြောင်မလို့အရှိကကြောင်မြောင်းဆိုတဲ့နေရာကျမတို့မြန်မာနိုင်ငံမှာတက်ခဲ့တာဖြစ်တဲ့ကြောင်မလို့ကြောင်မြောင်းဆိုတဲ့နေရာကတော့ကြောင်မြောင်းလို့ရေးလို့ရတော့လေပဲဒါကအထက်တန်းကျောင်းလားအလယ်တန်းကျောင်းလားမူလာတန်းကိုတက်ခဲ့တာလားဆိုတာကိုကွဲပြားပြီးတော့ဒီမှာရေးချင်တဲ့အတွက်ကြောင့်မလို့ကျမကနောက်မှာအထက်တန်းကျောင်းဆိုပြီးတော့ရေးထားတယ်နော်ခိုးတိုးကောက်ကိုဆိုပြီးရေးထားပါတယ်ဒါကအထက်တန်းပညာရေးကိုတက်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီခုနှစ်မှာဒီပညာရေးကိုစတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့ကြောင့်မလို့နောက်မှာ new gaku လို့ရေးထားတယ် new gaku ဆိုတာကဒီကျောင်းစပြီးတော့တက်တယ်ပေါ့လေဆိုရင်အထက်တန်းပညာရေးကဘယ်မှာပြီးလဲဆို2နှစ်တက်ရတာဖြစ်တဲ့ကြောင့်မလို့2000မှာ19ခုနှစ်ပေါ့နော်3လပိုင်းလောက်မှာ10တန်းဆောင်ဝယ်ဖြည့်မလားမသိဘူးเนาะဆိုတဲ့အတွက်ကြောင့်မို့လို့ဒီမှာကကျောင်းနာမည်ရေးမယ်ခိုးတိုးကကိုဆိုပြီးရေးပြီးတော့ဆိုဆူဂျောအဲ့ဒီမှာကျောင်းပြီးပါတယ်ဆိုဆူဂျောပေါ့เนาะအဲ့လိုမျိုးဆိုဆူဂျောဆိုတာကနောက်အဓိပ္ပာယ်တစ်ခုကဒီနှစ်ဒီကာလမှာပညာရေးပြီးဆုံးပါတယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်เนาะတဝက်တစ်ပြည့်နဲ့ကျောင်းထွက်တာကိုပြောတာမဟုတ်ဘူးဒီစာသင်နှစ်ကိုပြီးဆုံးသွားတယ်ဆိုတာကိုလည်းပဲဆိုဆူဂျောလို့ခေါ်ပါတယ်ဒီအတွက်ကြောင့်မလို့အထက်တန်းပညာရေးကိုပြီးဆုံးသွားပါတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရေးချင်တဲ့အတွက်ကြောင့်မလို့ဆိုဆူဂျောဆိုပြီးတော့ရေးလို့ရတယ်အကယ်လို့မြန်ဒီမှာလေး10တန်းမအောင်ခဲ့ဘူးထက်တန်းပညာရေးမပြီးသေးဘူးဆိုရင်ထိုင်ကကုလို့လည်းရေးလို့ရပါတယ်ဆန္ဒဝင်းရဲ့ဒီအထက်တန်းအောင်ပြီးသွားတဲ့အခါမှာတက္ကသိုလ်ပညာရေးဆက်ပြီးရေးရအောင်เนาะဒီမှာကျမရေးထားတဲ့ခုနှစ်တွေကတော့ကျမအထင်နဲ့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးကကိုယ့်ရဲ့ဒီလက်ကိရှော်ပြုစုတဲ့အခါမှာကိုယ့်ရဲ့အမှန်တကယ်ပေါ့เนาะတက်ရောက်ခဲ့တဲ့ခုနှစ်တွေနဲ့ရေးပေးပါเนาะဆန္ဒဝင်းကတက္ကသိုလ်စတက်တာက2019ခုနှစ်6လပိုင်းပေါ့เนาะ6လပိုင်းမှာ East Dagon တက္ကသိုလ်တက်တယ်ဒါကြောင့်မလို့ East Dagon ကအင်္ဂလိပ်လိုရေးလို့ရပါတယ်နောက်ကသူကတက္ကသိုလ်ဖြစ်တဲ့ကြောင့်မလို့ဒိုင်ဂကုလို့ရေးစေခြင်းနဲ့ဒီလိုရေးမှသာလျင် East Dagon ဆိုတာကတက္ကသိုလ်ဖြစ်ပြီးတော့တက္ကသိုလ်ကိုတက်ခဲ့တာပါလားဆိုပြီးတော့ဒီလေကိရှောဖတ်တဲ့သူကသိမှာပေါ့နော်ဆိုတော့တက္ကသိုလ်ကိုအဲ့ဒီခုနှစ်မှာတက်တယ်ဘာမေဂျာပေါ့နော်မေဂျာကိုထည့်ပြီးရေးစေခြင်းမှာတော်တော်များများဒီလေကိရှောရေးရင်တက္ကသိုလ်နာမည်ပဲပါပြီးတော့မေဂျာနာမည်မပါတဲ့ကြောက်ဘူးနော်ဒီမှာထားလိုက်ပါတော့ခေဇိုင်ဂကုဘူးခေဇိုင်ဂကုဆိုစီးပွားရေးပညာရေးပေါ့နော်စီးပွားရေးပညာရေးနဲ့ပတ်သက်ပြီးတော့အဲ့ဒီခုနှစ်မှာစတင်ပြီးတော့တတ်တာဖြစ်တဲ့ကြောင့်မလို့ဘေးနားမှာ new gaku ကျောင်းစပြီးတတ်တာ new gaku လို့ရေးပေးပါဆိုတော့ထားလိုက်ပါတော့၄နှစ်တည့်ရတယ်ပေါ့နော်2023မှာဒီတက္ကသိုလ်ကနေဘွဲ့ရတယ်ဆိုရင်တက္ကသိုလ်နာမည်ရေးပြီးတော့ဆိုစုဂျောလို့ရေးပါအကယ်လို့မြဒီမှာလေတက္ကသိုလ်ကိုတဝက်တစ်ပြည့်နဲ့ကျောင်းထွက်ခဲ့တယ်ဆိုရင်ဒီမှာလည်းပဲ thai gaku ဆိုပြီးရေးလို့ရပါတယ်ဆိုတော့အခုကျမရေးထားတဲ့ခုနှစ်တွေမှန်တော့ဆန္ဒဝင်းနဲ့ပဲတွေ့ရင်မြည်ကြည့်လိုက်ကြပါเนาะဆက်ပြီးတော့ဆန္ဒဝင်းက2023ခုနှစ်မှာတက္ကသိုလ်ဘွဲ့ရတယ်ဆိုရင်အလုပ်ပေါ့เนาะအလုပ်အတွေ့အကြုံရေးရအောင်မှာဆိုတော့အခုအပေါ်မှာဂါကုလက်ကိပေါ့เนาะရေးခဲ့ပြီးတဲ့အတွက်ကြောင့်မလို့ကျမတို့ကအလုပ်အတွေ့အကြုံရေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အောက်မှာအလုပ်အတွေ့အကြုံစပြီးရေးတော့မယ်ဆိုရင်ရှောကုလက်ကိဆိုပြီးကောင်းစင်တက်ပေးပါเนาะဒီရှောကုလက်ကိမှာလည်းပဲ2023လပိုင်းမှာ match လာမှာပေါ့เนาะကျောင်းပြီးတယ်ဆိုရင်2023 4လပိုင်းရစပြီးတော့လုပ်ထားလိုက်ပါတော့ဒီမှာကုမ္ပဏီနာမည်ရေးပါမယ်เนาะကုမ္ပဏီနာမည်ရေးပြီးတော့ new shark
ကျောင်းကြတော့ new shot ဆိုပြီးရေးပေးsorry အလုပ်ကြတော့ new shot ဆိုပြီးရေးပေးရပါမယ်နော်ဒီမှာလည်းပဲဒီအလုပ်ကုမ္ပဏီနာမည်တစ်ခုတည်းကိုရေးတာမဟုတ်ဘဲနဲ့ကုမ္ပဏီခါလေးကြတော့ရှိတတ်တယ်ကုမ္ပဏီနာမည်တစ်ခုတည်းဆိုရင်ဘာအလုပ်လုပ်နေမှမသိတာမျိုးရှိတတ်တယ်ပေါ့နော်အောက်မှာကိုကဘာလုပ်ခဲ့လဲဆိုတဲ့အကြောင်းအရာကိုရေးစီချင်ပါတယ်ဒီမှာကတော့စားတောက်ဆိုင်အနေနဲ့ကျွန်မရေးထားရတဲ့ကြောင့်မလို့ hall staff စားတောက်ဆိုင်ရဲ့ hall ကိုတာဝန်ယူပြီးလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဂျပန်မှာတကူတိကိနိုနဲ့လုပ်နေတဲ့သူတွေဆိုရင်သိကြပါလိမ့်မယ်ကုမ္ပဏီတစ်ခုတည်းကနေပြီးတော့စားတောက်ဆိုင် chain လို့ခေါ်တဲ့ဒီဆိုင်ခွဲတွေအများကြီးရှိတတ်တယ်ပေါ့နော်ရှိတတ်တဲ့အတွက်ကြောင့်မလို့တော်လည်းပဲဒီစားတောက်ဆိုင်ရဲ့နာမည်နဲ့ကုမ္ပဏီနာမည်နဲ့တူလားဆိုတော့မတူတတ်ကြဘူးเนาะဆိုတော့ဒီမှာကကျွန်မကရေးစီချင်တာကဒီစားတောက်ဆိုင်မှာလုပ်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ဒီစားတောက်ဆိုင်ရဲ့ကုမ္ပဏီကဘာကုမ္ပဏီလဲဆိုတာကိုသိစေချင်တာဖြစ်ပါတယ်အဲ့ဒီကုမ္ပဏီမှာအလုပ်လုပ်တာအဲ့ဒီကုမ္ပဏီမှာအလုပ်ပွင့်တာပေါ့နော် new shop ပေါ့တော်လည်းပဲကိုအလုပ်လုပ်ရတဲ့နေရာကကြတော့ဘယ်ဆိုင်ဆိုတာမျိုးရှိတတ်တယ်အဲ့လိုမျိုးခါမှာအကုန်လုံးပါအောင်ပေါ့နော်တိတိကျကျရေးစေချင်တာဖြစ်ပါတယ် hall staff として美味しいレストランにて勤務ဆိုတော့ကုမ္ပဏီရှိမယ်အဲ့ဒီကုမ္ပဏီကဆိုင်ခွဲတွေအများကြီးရှိတဲ့ထဲမှာဆိုင်နာမည်ပင်မှာပေါ့နော်ဆိုပြီးတော့အဲ့ဒီမှာလုပ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးရေးစီချင်အဲ့ဒီမှာတစင်2025 10လပိုင်းမှာတင်းချိုနီရှောကကုဆိုပြီးရေးထားတယ်เนาะ2023 4လပိုင်းမှာအလုပ်ဝင်ပြီးတော့2နှစ်ကျော်ပေါ့နော်ကြာလာတဲ့ကမှာ2025 10လပိုင်းမှာတင်းချိုဖြစ်သွားတယ်ဆိုင်ကောင်းဖြစ်သွားတယ်ပေါ့နော်ဒီလိုမျိုးရေးတာပါ26 9လပိုင်း2026 9လပိုင်းဒီမှာလည်းပဲ date နေ့စွဲထိရေးစရာမလိုတော့လည်းပဲခုနှစ်နဲ့လကိုမှန်မှန်ကန်ကန်ရေးပါကုမ္ပဏီကအလုပ်ထွက်တဲ့ရေးဖို့ရင်းနှီးက ABC Company Limited တော့ဒီမှာကျမမြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ Company Limited တော့ဆိုပြီးရေးလို့ရတယ်ဂျပန်လိုအနေထားဆိုရင်တော့ Kabushiki Gaisha ဘာဒါမှမဟုတ်လည်းပဲဘာ Kabushiki Gaisha ကိုယ့်ရဲ့ကုမ္ပဏီနာမည်အမှန်ကန်ရှိပါလိမ့်မယ်နော်အဲ့ဒီဥစ္စာကိုအပြည့်အစုံရေးစေချင်ပါလေတခါလေကြတော့အရှိက Kabushiki Gaisha ဆိုလည်းမပါဘဲနဲ့ကုမ္ပဏီရဲ့နာမည်လေးတစ်ခုတည်းဆိုတာလည်းပဲဒါကပြောမယ်ဆိုရင်တော့ formal မဖြစ်ပါဘူးเนาะစာရေးဖို့ရင်းဒီမှာ formal မဖြစ်ပါဘူးခိုင်ရှာစုကိုနီယိုရီတိုင်ရှာဆိုပြီးတော့ရေးလို့ရပါတယ်ခိုင်ရှာစုကိုနီယိုရီတိုင်ရှာရဲ့အဓိပ္ပာယ်ကကုမ္ပဏီဘက်ရဲ့အခြေအနေကြောင့်ကုမ္ပဏီရဲ့အခြေအနေကြောင့်အလုပ်ထွက်ခဲ့ပါတယ်ကိုယ်သဘောနဲ့အလုပ်ထွက်တာမဟုတ်ဘူးเนาะကုမ္ပဏီရဲ့သဘောဆန္ဒအရအလုပ်ထွက်ပါတယ်ဆိုတာကလေဘယ်လိုအခါမျိုးတွေမှာသုံးနေရလဲဆိုတော့ကုမ္ပဏီကဒီဆိုင်ကိုပိတ်တော့မှမလို့ဒီဆိုင်မှာဝန်ထမ်းမလို့တော့ဘူးစသဖြင့်ပေါ့เนาะအဲ့လိုအခါမျိုးမှာခိုင်ရှာစုကိုဆိုပြီးရေးလို့ရတယ်အကယ်လို့မြန်ကိုယ်သဘောနဲ့ကိုအလုပ်ထွက်ရင်တော့ဂျီကိုစုကိုဆိုပြီးရေးရတယ်ကိုယ်သဘောနဲ့ကိုအလုပ်ထွက်တာကကိုကအလုပ်နောက်တနေရာပြောင်းချင်လို့ဒီကုမ္ပဏီကကိုကိုအလုပ်ထုတ်တာမဟုတ်ဘူးကုမ္ပဏီကကိုကိုဆက်ပြီးလိုအပ်နေတော့လေပဲကိုကကိုယ်သဘောနဲ့ကိုဆုံးဖြတ်ပြီးအလုပ်ထွက်တာကိုဂျီကိုစုကိုလို့ခေါ်တယ်ကုမ္ပဏီရဲ့စန္ဒအရာဆိုရင်တော့ခိုင်ရှာစုကိုနီယိုရီထိုင်ရှာဆိုပြီးရေးလို့ရတယ်ရှောကူလက်ကီဆိုတာကိုရေးပြီးသွားပြီဆိုရင်ဒီအကွက်မှာဂါကူလက်ကီရှောကူလက်ကီအကုန်လုံးရေးပြီးသွားပြီဆိုရင်အောက်မှာအီဂျိုဆိုတာနဲ့ပိတ်ပေးပါနော်ဒီအကွက်မှာရေးစရာကုန်သွားပြီဒီအထိပါပဲဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်တခါလေကြာရင်တချို့ကရှိတဲ့ကြားတယ်ကုမ္ပဏီကအလုံးမထွက်သေးဘူးပေါ့နော်အလုံးမထွက်ခင်မှာဒီနောက်အလုပ်ကိုရှာတဲ့သူတွေရှိတယ်များသောအားဖြင့်ဂျပန်နိုင်ငံမှာအလုပ်လုပ်နေတဲ့သူတွေကပထမအလုပ်မထွက်သေးဘဲနဲ့နောက်အလုပ်ကိုရှာကြတာများတယ်မြန်မာနိုင်ငံကနေပြီးတော့ဒီအလုပ်လျှောက်တဲ့သူတွေကတော့တော်တော်များများအလုပ်ထွက်ထားတာများတယ်ပေါ့နော်ဆိုတော့အလုပ်ထွက်ထားပြီးသားဆိုရင်တော့ဒိုင်ရှာဆိုပြီးရေးစီခြင်းနဲ့အခုလက်ရှိအထိအလုပ်လုပ်နေတုံးမဲလို့ဆိုရင်အလုပ်ထွက်တဲ့ဥစ္စာကိုရေးစရာမလိုပဲနဲ့ဂင်းဆိုင်နီအီတာတို့ဥပမာဒီခုနှစ်ကစပြီးအလုပ်ဝင်နေအခုထိလည်းလုပ်နေတော့မယ်ဆိုရင်ဂင်းဆိုင်နီအီတာတို့ဆိုပြီးတော့ရေးလို့ရတယ်ဘယ်နှစ်ရက်ကြာရင်တော့အလုပ်ထွက်ဖို့ရည်ရွယ်ထားတယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတယ်ဆိုရင်တော့နောက်မှာခွင်းဆောင်ခွင့်ပိတ်နဲ့ဥပမာ2026ခုနှစ်6လပိုင်းလကုန်မှာတော့အလုပ်ထွက်ဖို့ရည်ရွယ်ချက်ရှိတယ်ဆိုတာကိုထည့်ရေးစီခြင်းနဲ့အဲ့ဒီဥစ္စာက2026ခုနှစ်9月末退職予定အလုပ်ထွက်ဖို့အစီအစဉ်ရှိတယ်ကို退職予定ဆိုပြီးတော့ရေးလို့ရပါတယ်ဆိုတော့အခုကျမတို့ဒီရေးပြီးသွားရင်နောက်တစ်ခုကရှီကကုကျမတို့ရထားတဲ့လက်မှတ်တွေကိုဘယ်လိုရေးမလဲဆိုတာကိုကြည့်ရအောင်ပါဆိုတော့ဒီမှာဆန္ဒဝင်းက2024ခုနှစ်9လပိုင်းမှာသူကကားမောင်းလိုင်စင်ရယူထားတယ်နော်ကားမောင်းလိုင်စင်ရယူထားရင်ရေးပုံရေးနည်းကိုကြည့်ရအောင်ဖူဆူဂျီတိုရှာမင်ကျိုကားမောင်းလိုင်စင်ဒါဂျပန်လုံးကားမောင်းလိုင်စင်အဲ့လိုခေါ်ပါတယ်ဖူဆူဂျီတိုရှာမင်ကျိုကားမောင်းလိုင်စင်ယူတယ်ဆိုတာကိုရှုတုတ်ကုလို့ရေးတယ်နော်ရယူထားတယ်လို့ရေးတယ်ဒီမှာလိုင်စင်လုံးခေါ်မလားရှီကကုပေါ့နော်ရှီကကုတွေနဲ့ပတ်သက်ပြီးတော့ရေးပုံရေးနည်းလေးတွေရှိတဲ့အတွက်ကြောင့်မို့တစ်ချက်ကြီးစိုက်ပြီးတော့ကြည့်ရအောင်2025 8လပိုင်းမှာဆန္ဒဝင်းက GLBD N2 အောင်ထားတယ်နော်ဆိုယူရိုလည်းစူးစမ်းကြနော်ဆန္ဒဝင်းနောက်မှာ GLBD N2 အောင်သွားပြီဆိုတော့2025 8လပိုင်းမှာ GLBD N2 ကြတော့ဒီမှာကဆောင်းမွေးပွဲဖြစ်တယ်
GLBT ကကြတော့အောင်နာကြတာနဲ့သတ်မှတ်တဲ့အတွက်ကြောင့်မလို့ GLBT N2 ကိုလေဂေါကတ်ကူလို့ရေးပါတယ်အောင်နာကြတာနဲ့လာတဲ့အတွက်ကြောင့်မလို့ဂေါကတ်ကူလို့ရေးပါတယ်ရှုတုတ်ကူလို့မရေးပါဘူးเนาะဆိုရင် GLBT ဆိုတဲ့ဥစ္စာကိုလည်းပဲ GLBT ဆိုတော့ကျမတို့ကအတူကခေါ်ကြတာဖြစ်တယ်ဒီဆောင်မွေးပွဲရဲ့ဒီဘယ်လိုခေါ်မလဲနာမည်ပေါ့နော်နာမည်အစစ်အမှန်ကကိုယ့်ရဲ့ဒီအောင်လက်မှတ်မှာပြန်ကြည့်ရင်လည်းပဲသိနိုင်တယ်လို့日本語能力試験ခေါ်တယ်နော်အဖွဲ့အစည်းပေါ့နော်ဒီစာစစ်အဖွဲ့အစည်းကသတ်မှတ်ထားတဲ့ဘယ်လိုခေါ်မလဲနာမည်ပေါ့နော်နာမည်အပြည့်အစုံနဲ့ရေးစေချင်ပါတယ်နော်日本語能力試験 N2 合格ဆိုပြီးရေးပါတယ်ရေပုံရင်းကြီးကနောက်တစ်ခုကဆန္ဒဝင်းကညံကောင်းတယ်နော်2026 လပိုင်းမှာ TOEIC ဆိုတာကဒီအင်္ဂလိပ်စာ level ပေါ့နော်အင်္ဂလိပ်စာ level ဖြစ်ပါတယ်မြန်မာနိုင်ငံမှာဆိုရင်တော့ TOEFL ဆိုတဲ့စမှုပွဲတွေကများကောင်းများပါလိမ့်မယ်ဂျပန်နိုင်ငံမှာတော့ TOEIC ဆိုတာကတော်တော်များများဒီဆောင်ပွဲတွေကိုဖြေကြပါတယ်เนาะဆိုတော့သူကဒီမှာက2000မှာ26 လပိုင်းမှာ TOEIC ကို TOEIC ကြတော့သူအောင်နာကြတာမရှိတော့ဘူးเนาะသူကကြတော့သူကဘယ်လိုလဲဆိုတော့အမှတ်ဘယ်လောက်ရတယ်ပဲသူကပြောတယ် TOEIC ကဒါကြောင့်မလို့ဒီမှာဂေါကကုဆိုတဲ့စလုံးကိုကျွန်တော်တို့မသုံးပါဘူး TOEIC 700点အမှတ်900နဲ့ရှုတုတ်ကုဒီမှာလည်းပဲဒီလိုမျိုးအမှတ်900နဲ့အမှတ်ဘယ်လောက်ရပါတယ်ဆိုတဲ့အထောက်အထားပေါ့နော်အဲ့ဒီဥစ္စာကိုပို့ပေးတာဖြစ်တဲ့ကြောင့်မို့ရှုတုတ်ကုဆိုပြီးရေးပါတယ်အပေါ်ကကောင်းမောင်းလိုင်စင်နဲ့အတူတူပဲဖြစ်ပါတယ်အဲ့ဒီမှာမှထပ်ပြီးတော့ကိုလုပ်မယ်အလုပ်ကဥပမာရုံးမိုင်းအလုပ်ဖြစ်တယ်ဆိုရင်ကိုကဘာတွေတက်တယ်ဆိုတော့ဒီမှာထည့်ပြီးရေးစီခြင်းနဲ့ဥပမာရုံးမိုင်းအလုပ်ဖြစ်တယ်ကိုကကွန်ပျူတာလက်နေနေတက်တယ်ဆိုရင်ပါဆိုကွန် Word နဲ့ Excel ကို実務で使いこなせます。パソコン連関がもどんないまれဆိုတာကရှီကာကိုတခုအနေနဲ့မဟုတ်တော့ပဲဒါတွေလုံးနိုင်ပါတယ်ဆိုတာကိုလည်းပဲထပ်ပြီးတော့ဖြည့်ပြီးတော့ရေးစီခြင်းနဲ့အဲ့ဒီအမှတဆင်ရှီကာကိုအနေနဲ့တော့မယူထားသေးဘူးတိုးတော်လည်းပဲအခုလက်ရှိဒီလိုမျိုးအကြောင်းအရာကိုစူးစမ်းနေတယ်ဆိုရင်လည်းပဲဒီမှာဖြည့်ပြီးတော့ရေးစီခြင်းနဲ့ဥပမာ N2 ရပြီးသားဖြစ်တဲ့ကြောင့်မလို့N1 ဆက်ပြီးလေ့လာနေတယ်ပေါ့နော်ဒါမျိုးတွေတော်တော်များများတွေ့ရပါတယ်အဲ့လိုမျိုးဆိုရင်現在日本語能力試験 N1 に向けて勉強中ですစသဖြင့်ပေါ့နော်ဒီလိုမျိုးရေးလို့ရပါတယ်ဒီမှာလည်းပဲကိုရေးရမယ်ရှီကကုအကြောင်းအရာတွေအကုန်ပြည့်စုံသွားပြီပြီးသွားပြီကုန်သွားပြီဆိုရင်အီဂျောဆိုပြီးတော့စကားကိုပိတ်ပေးပါဆိုရင်ဒီနေ့ဗီဒီယိုကတော့ကျမတို့ဒီလက်ကိရှော့ပေါ့နော်ဘယ်လိုရေးမလဲဆိုတာကိုပြုစုကြည့်တာဖြစ်တယ်နော်အင်တာဗျူးမှာလည်းပဲလေချောချောမွေ့မွေ့ပြောနိုင်မှုအတွက်ဆိုတာကဒီလက်ကိရှော့ကိုလေအခြေခံထားပြီးတော့တည်တည်ချာလေးပြုစုရပါတယ်နောက်တစ်ခေါက်ဗီဒီယိုမှာကျမတို့ဒီလက်ကိရှော့ရဲ့အဓိကအကြောင်းအရာအဓိကအပိုင်းဖြစ်တဲ့ရှီဘိုနွန်ဒိုကီဘာကြောင့်ဒီလူကိုရှောက်ပါတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့စဉ်းစားမှုစဉ်းစားနည်းရဲ့ဘယ်လိုအချက်တွေပါဝင်ဖို့လိုတယ်ရဲ့ဘာတွေကိုယူဆိုင်ပြီးတော့ရေးမယ်ဆိုတာကိုနောက်ခေါက်ဗီဒီယိုမှာဆက်ပြီးတော့ပြပြချင်ပါတယ်ဒီနေ့အကြောင်းအရာကတော့ဒီမှာပဲအဆုံးသတ်ပါမယ်ဆုံးနေဒီကြည့်ပြတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ် bye bye